အားလုံးမင်္ဂလာပါအားလုံး IPA lessons by time ကို part 3 သင်ငယ်စာနဲ့အားလုံးပြန်နေကြိုဆိုလိုက်ပါတယ်အရင်ဗီဒီယိုထဲမှာတော့ကျွန်တော်တို့ vowel စုစုပေါင်းအလုံး20ရှိတဲ့ထဲမှာ monophthong 12လုံးအကြောင်းကိုပြောပြပေးသွားဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုထဲမှာတော့နောက်ဆုံးကျန်ရှိနေတဲ့ diphthongs 8လုံးအကြောင်းကိုထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး diphthong ကတော့ a လို့အတန်ထွက်ပါတယ်သူက monophthong နဲ့အရဲ့ a ရဲ့ကိုပေါင်းပြီးတော့ရေးထားဖြစ်ပါတယ်သူရဲ့အတန်ထွက်ကတော့ a လို့အတန်ထွက်ပါတယ်သူကို example ပေးထားတာကတော့ say ရယ် play ရယ် wait ရယ် tape ရယ်ဖြစ်ပါတယ် a ဆိုပေမဲ့သူကတလုံးနဲ့ဆိုပေမဲ့8လို့လဲ8ဆိုရင်လည်းဒီအတန်ပဲပေါ့နော် say ရယ် play ရယ်ဒီမှာဆိုရင် wait ဆိုရင်8အတန်ဖြစ်သွားပြီနော် tape နှစ်ခုလုံး a ရော8ရောတူတူပါပဲဒီစလုံးဒီအတန်တွေကနောက်တစ်လုံးကတော့ I လို့အတန်ထွက်ပါတယ်သူက a ရယ်monophthong a ရယ်ပေါင်းပြီးရေးထားပဲဖြစ်ပါတယ်ဒီရဲ့ a ကအခုမှအစ်စ်ပေါ့နော် monophthong နေတယ်မပါဘူးပေါ့နော်သူကိုအတန်ထွက်တာက I လို့အတန်ထွက်ပါတယ်သူကိုဥမာပေးထားတာကတော့ shy ရယ် mine ရယ် fine ရယ် climb ရယ်ဖြစ်ပါတယ် climb ဆိုပြီးတော့ b အတန်နဲ့မဆုံးเนาะ climb ဆိုပြီးတော့ m အတန်နဲ့ပဲဆုံးပါတယ် b က silent ဖြစ်ပါတယ်နောက်တစ်လုံးကတော့ y လို့အတန်ထွက်ပါတယ်သူ့ကိုရေးတာကကြတော့monophthong နဲ့ o အတန်မှာအဆက်နှစ်ဆက်ကိုဖျောက်ပြီးတော့monophthong a နဲ့ပေါင်းပြီးတော့ monophthong a ကိုထည့်ပြီးတော့ရေးတာဖြစ်ပါတယ်သူကိုအတန်ထွက်တာကတော့ y လို့အတန်ထွက်ပါတယ် example ပေးထားတာက boil ရယ် soil ရယ် try ရယ် moist ရယ်ဖြစ်ပါတယ်ဒါကတော့သုံးလုံးတွဲပေါ့နော်ဒီရဲ့သုံးလုံးကကြတော့ဒီရဲ့ a နဲ့ဆုံထားတဲ့ဟာတွေကိုစုပေးထားဖြစ်ပါတယ်အစားအနေပြန်ပြောရရင် a ရယ် I ရယ် y ရယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ e ရလို့အတန်ထွက်ပါတယ်သူကိုရေးတာကကြတော့ monophthong 8ရယ် schwa အတန်ရယ်ပေါင်းပြီးတော့ရေးထားတာသူကိုအတန်ထွက်တာကတော့ e ရလို့အတန်ထွက်ပါတယ်သူကို example ပေးထားတာကတော့ here ရယ် here ရယ် here နှစ်ခုဖြစ်သွားတယ်နော် here ရယ် here ရယ် tear ရယ် near ရယ်ဖြစ်ပါတယ်ဒါက tear လို့လည်းအတန်ထွက်ပါတယ် tear ဆိုတာကြတော့မျက်ရည်ကို tear လို့ခေါ်ဖြစ်ပြီးတော့ tear ဆိုတာကြတစ်ခုခုကိုစုပ်ဖြဲပြတာကို tear လို့အတန်ထွက်တာဖြစ်ပါတယ်နောက်တစ်လုံးကတော့ air ဖြစ်ပါတယ် air လို့အတန်ထွက်ပါတယ်သူကိုရေးတာကကြတော့ at ရယ် schwa အတန်ရယ်ပေါင်းပြီးရေးထားဖြစ်ပါတယ်သူကိုအတန်ထွက်တာက air လို့ထွက်တယ်သူကို example ပေးထားတာကတော့ hair ရယ် there ရယ် fair ရယ် flare ရယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ ua လို့အတန်ထွက်ပါတယ်သူကိုရေးတာကြတော့ အတန်ရယ် schwa အတန်ရယ်ပေါင်းပြီးတော့ ua လို့အတန်ထွက်ပါတယ်သူကိုဥမာပေးထားတာကတော့ pure ရယ် tourist ရယ် sure ရယ် cure ရယ်ဖြစ်ပါတယ်ဒါက tourist လို့ပဲဖတ်ဖတ် tourist လို့ပဲဖတ်ဖတ်ရပါတယ်ဒီဟာကိုလည်းsure လို့ပဲဖတ်ဖတ် sure လို့ပဲဖတ်ဖတ်ရပါတယ်နော်နောက်တစ်လုံးကတော့ o လို့အတန်ထွက်ပါတယ်သူ့ကိုရေးတာကကြတော့ schwa ရယ် အတန်ရယ်ပေါင်းပြီးတော့ရေးတာဖြစ်ပါတယ်သူကိုအတန်ထွက်တာက o လို့အတန်ထွက်ပါတယ်သူကို example ပေးထားတာက go ရယ် flow ရယ် show ရယ် low ရယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ out လို့အတန်ထွက်ပါတယ် out လို့အတန်ထွက်ပါတယ်သူကိုဥမာပေးထားသူ့ကိုရေးတာကကြတော့ a ရယ် o ရယ်ပေါင်းပြီးတော့ရေးထားတာဖြစ်ပါတယ်သူကို example ပေးထားတာက how ရယ် bow ရယ် owl ရယ် brown ရယ်ဖြစ်ပါတယ်ဒီတစ်လုံးကိုဘိုးလို့ပဲထွက်ဘောက်လို့ပဲထွက်တူတူပါပဲเนาะဘိုးဆိုတာကကြတော့ကျွန်တော်တို့မြပြတဲ့လေးကိုဘိုးလို့ခေါ်ဖြစ်ပြီးတော့ဘောက်ဆိုတာကကျွန်တော်တို့ဥညွတ်တာကိုဘောက်လို့ခေါ်ဖြစ်ပါတယ်အတန်းတစ်ခုရှိရပေါ့เนาะစလုံးတစ်လုံးမဲဆိုပေမဲ့ကျွန်တော်ကဒီရဲ့အောက်ဆုံးနှလုံးအဟာကိုကြတော့အောက်ဆုံးနှလုံးကတတွဲပေါ့เนาะအလေ၃လုံးကတတွဲအပေါ်ဆုံး၃လုံးကတတွဲဘာဖြစ်လဲဆိုတော့ဒီမှာလေဒီမှာကကြတော့ in နဲ့ဆုံးတယ်အလေ၃လုံးကကြတော့ schwa နဲ့ဆုံးတယ်ဒီမှာကြတော့ နဲ့ဆုံးတယ်အစအနေပြန်ပြောရရင် a ရယ် I ရယ် y ရယ်တတွဲ e ရယ် a ရယ် u ရယ်တတွဲo ရယ် r ရယ်တတွဲဖြစ်ပါတယ်အစအနေပြန်ပြောရင် a I y ear air u o r ဖြစ်ပါတယ်ဒီ s လုံးလေးကိုမှတ်ရအနေငယ်တော့ခက်တယ်ပေါ့နော်ရေးရလည်းနည်းနည်းခက်ပါတယ်အဲဒါကြောင့်မလို့တည်တည်ချာချာလေးမှတ်သားထားဖို့တော့လိုပါတယ်ဒါကတော့
ကျင်ရှိနေတဲ့နောက်ဆုံး diphthongs အကြောင်းပြီးသွားပြီပေါ့နော်နောက်ထပ်လာမယ့်ဗီဒီယိုတွေထဲမှာကကြတော့ကျွန်တော်တို့ဒီရဲ့အောက်က consonants တွေရဲ့အပေါ်က vowels တွေရဲ့ပေါင်းပြီးတော့ English dictionaries တွေကလိုမျိုး phonetic alphabets တွေနဲ့စလုံးတွေဘယ်လိုရေးမလဲဆိုတာနောက်ထပ်ဗီဒီယိုထဲမှာထပ်ပြီးတော့ပြောပြပေးသွားပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ရှိပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like နဲ့ subscribe လေးလုပ်ပေးခဲ့ကြပါဦးဗျာကျေးဇူးအများကြီးတင်ပါတယ်